အသက်25ပုံ30ကျော်လာတဲ့အရွယ်ကြမင်းရဲ့ကိုယ်ပိုင်စိတ်ကူးအိမ်မက်တွေနောက်ကိုလိုက်နေရုံနဲ့မဖြစ်ဘူးဆိုတာမင်းသဘောပေါက်လာလိမ့်ပရိသတ်ပဲမြေမှာမပေါက်ငွေရင်းနဲ့တယ်ဆိုတဲ့ဆိုရိုးစကားကိုမင်းနားလေလာလိမ့်အလုံးလုံးမယ်အိမ်လာကားနဲ့ပေးเสียရှိတာတွေပေးမယ်နောက်ပြီးရင်လှုပ်ပြန်လှုပ်တယ်ထက်ခါဒါပဲတာဝန်ယူစရာတွေနဲပြီးတော့လူလောကအကြောင်းအများကြီးသိသေးတဲ့ငငယ်တော့မင်းကိုမင်းလဲလွမ်းစော်တန်းတာပြီးအဲ့ချိန်တွေကိုရေတွက်ပြီးတော့အိရတဲ့ညတွေရှိတာလေပတ်စံရဖို့လုံးလို့ဖို့အိယာနေနိုးလာမယ်အပူဝင်ငွေထက်ရအောင်လို့တခြားလုပ်တွေအပူတပြင်းရှာဖွေအမှန်တော့အသက်ကြီးတာနဲ့အမြထမ်းရတဲ့ဝင်တော့ဝင်မိုးကလည်းပို့ပြီးတော့လေးလာတာကြီးစရာတွေနဲပြီးတော့မောစရာတွေများလာခြင်းနဲ့အရွယ်ရောက်လာခြင်းရဲ့သင်္ကေတပဲဖြစ်လိမ့်လူကြီးဖြစ်ရတာတကယ်လည်းခက်ပါမပြုံးခြင်းလည်းပြုံးရတယ်ငိုခြင်းလည်းထိမ့်တဲ့မယ်